လုံးပဲမင်္ဂလာပါရှင်ကျမတို့ Together Medical Service က Dr. Catherine ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့ Together ကိုနှလုံးရောဂါခွဲစိတ်ကုသချင်တာနဲ့ပတ်သက်ပြီးတော့နေထားတဲ့မိခွန်းလေးနဲ့ပတ်သက်လို့ဖြေလေးတွေသတင်းကောင်းလေးတစ်ခုပေးပြစေရှင်နော်ကျမတို့ Together ကိုကလေးတွေမှာဖြစ်များတဲ့မွေးရပါနှလုံးရောဂါတစ်ခုဖြစ်တဲ့ဒီနှလုံးခဲနေကြမှာပေါက်ပါတာခွဲစိတ်ချင်တဲ့လူတွေနောက်တစ်ခါလူကြီးတွေမှာဖြစ်များတဲ့ဒီနှလုံးသွေးကြောနဲ့ပတ်သက်လို့နှလုံးသွေးကြောပိတ်တဲ့အခါမှာနှလုံးသွေးကြောကို stent ထည့်ချင်တာတွေနောက်နှလုံးသွေးကြောကိုဖြတ်ဆက်ပြီးတော့ကုသချင်တဲ့ယောဂတွေနောက်တစ်ခါဒီအသက်အရွယ်အရဖြစ်လာတဲ့ဒီနှလုံးအဆိုရှင်နဲ့ပတ်သက်လို့အဆိုရှင်ကျင်းတဲ့ယောဂတွေအဆိုရှင်ကျဲတဲ့ယောဂတွေပြန်လဲခွဲစိတ်ကုသလို့တဲ့လူတွေကဒီအိန္ဒိယမှာသွားကူတဲ့အခါမှာကျမတို့ဒီသိချင်တာလေးကိုမကြမကြစုံစမ်းကြပါတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့ကျမကသတင်းကောင်းလေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်ရှင်ဒါတော့ကျမတို့နဲ့ချိတ်ဆက်ထားတဲ့အိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့မှာရှိတဲ့ရာရှိုးသားဆေးရုံကြီးမှာဆိုရင်ယခုအခါမှာပေါ့နော်ခုနကပြောခဲ့တဲ့ယောဂတွေကိုrobotic guided surgery လို့ခေါ်တယ်စက်ရုပ်လက်ကိုအသုံးပြုပြီးတော့စာကျင်ခွဲစိတ်ကုသမှုကိုပေးနေပြီဖြစ်တယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းလေးမျှဝေပေးခြင်းပါတယ်အဲ့ခါမှာကျမကဒီ robotic guided surgery ပေါ့နော်ဆက်ရုပ်လက်ကိုအသုံးပြုတဲ့အခါမှာကျမတို့ဒီတမန်ရိုးချကုသတဲ့နေ့တွေထက်ဘာတွေပိုကောင်းလဲဆိုတာလေးကိုလည်းနည်းငယ်ရှင်းပြပြစီနော်အဲ့တော့ကျမတို့ကဆက်ရုပ်လက်ကိုအသုံးပြုတဲ့အခါကျတော့ကျမတို့ကဒီစတင်မခွဲခင်ကလေးဟာဒီခွဲမဲ့နေရာကို3 dimension ပေါ့နော်တိတိကျကျလေးသိနိုင်တယ်ခွဲနေစဉ်အတွင်းမှာလည်းသိချမြင်နိုင်တယ်ပေါ့နော်စခွဲတဲ့အခါမှာလည်းကျမတို့ကဒီ incisionဒဏ်ရာလေးကတိတ်တိတ်လေးနဲ့ခွဲနိုင်တယ်ပေါ့နော်ပြီးတဲ့အခါမှာကျမတို့အဲ့တော့ခွဲနေစဉ်အတွင်းမှာရော blood loss လို့ခေါ်တဲ့သွေးထွက်နှုန်းက incision ကလည်းတိတ်တယ်တိကျတဲ့အခါကျ blood loss ကလည်းနည်းတယ်နောက်တစ်ခါ surgery time ခွဲတဲ့အချိန်ကလည်းပိုပြီးတော့မြန်တယ်အဲ့ခါမှာကျမတို့ဒီ infection လို့ခေါ်တဲ့ပိုးဝင်မှုနှုန်းကလည်းနည်းတယ်နောက်ခွဲပြီးတဲ့အခါမှာလည်းကျမတို့ကဒဏ်ရာသေးတဲ့အခါကျတော့ဒီနာကျင်မှုနှုန်းပေါ့နော် post of pain ကတက်တာတယ်နလန်ထမှုဖြစ်တဲ့recovery လို့ wound healing အနာကျက်နှုန်းတွေကလည်းတမန်ရိုးချထက်ဆိုင်အများကြီးအားသာတယ်အဲ့တော့ဒီလို major surgery တွေလုပ်ပြီးတဲ့အခါတော့မှလူနာကသူ့ရဲ့ daily work ကိုအချိန်တိုအတွင်းမှာပဲပြန်ရောက်နိုင်တာဖြစ်ပါတယ်နောက်တစ်ခါမေးထားတဲ့မေးခွန်းကတော့ဒီလိုခွဲမယ်ဆိုလို့ရှိရင် budget အနေနဲ့ရောပေါ့နော်နောက်ဆေးရုံကရောမေးခွန်းလေးရှိပါတယ်အဲ့တော့ရာရှိုးသားဆေးရုံကြီးဟာဆိုရင်ဒီအိန္ဒိယရဲ့ဒီဆေးရုံကြီးတွေထဲမှာဆိုရင်နာမည်ရတဲ့ဆေးရုံကြီးတစ်ခုထဲမှာပါဝင်ဖြစ်ပါတယ်ဆရာကြီးတွေကလည်း well experience သူ့ fee နဲ့သူမှာသူ့နယ်ပယ်အလားနာမည်ရပြီး experience ကလည်းတွေ့ကြုံပေါင်းများစွာရှိတဲ့ဆရာကြီးကပြစိတ်ကုသမှုပေးတာဖြစ်ပါတယ် budgeting အနေနဲ့ဆိုလို့ရှိရင်လည်းကျမတို့ကရာရှိုးသားဆေးရုံကြီးက immediate မှာကိုတက်တာတဲ့အချိန်မှာဆေးရုံထဲမှာပါပါတယ် technology ဘိုင်းမှာလည်းမြင့်တဲ့အချိန်မှာပါပါတယ်အဲ့တော့ဒီနှလုံးခွဲစိတ်ကုသနဲ့ပတ်သက်ပြီးတော့ဒီအိန္ဒိယနိုင်ငံရာရှိုးသားဆေးရုံကြီးမှာတွားပြီးတော့ခွဲစိတ်ကုသမှုလိုတဲ့လူနာတွေအတွက်ကျမတို့ Together Medical Service ကနေပြီးတော့ one stop service လေးပေးနေပြီဆိုတာကိုငယ်ငယ်လေးမျှဝေပေးချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်